ဂျာမန်စာကြောင်းလေးတိစောက်တဲ့အခါပြည့်စွက်စကလုံးလေးတွေဘယ်လိုအစင်လိုက်ထည့်လို့ရပြီးဘယ်လိုတိစောက်ရမလဲဆိုတာလေးကိုပြပေးပါမယ်ပထမဦးဆုံးစာကြောင်းတိစောက်မယ်ဆိုရင်ဒီစာကြောင်းလေးမှာဆိုရင် ich gehe ich ဆိုရယ် subject ကျွန်တော်ဒီမှာ gehe ဆိုရယ်သွားတယ်ဆိုရယ် verb လေးပါပါတယ်အဲ့ဒီမှာအချိန်လေးကိုထည့်လိုက်ပါမယ်ဒီကနေ့ဆိုရယ် whiter ဆိုရယ်စလုံးလေးကိုထည့်လိုက်မယ်အဲ့ဒါဆိုရင်အဲ့ဒီအချိန်လေးက verb ရဲ့အနောက်ကိုရောက်သွားမယ်အဲ့တော့ ich gehe whiter ဒီနေ့ကျွန်တော်သွားတယ်အဲ့မှာများသောအားဖြင့်အချိန်ကိုအရှိမထားပြီးတော့ရေးလို့ရတယ်အဲ့ဒါဆိုရင် whiter လေးကအရှိကိုရောက်သွားမယ် subject က verb ရဲ့အနောက်ကိုနေရာရွှေ့ပေးရပါမယ်ဘာလို့လဲဆိုတော့ verb ကဒုတိယနေရာနေသူကမဖယ်ပါဘူးဒုတိယနေရာမှာပဲထားပါမယ်အဲ့ဒါဆိုရင် whiter gehe ichအဲ့တော့အဲ့ဒီမှာ sentence ကိုပြည့်စုံသွားအောင်လို့ဘယ်ကိုသွားမလဲဆိုတဲ့ဟာလေးကိုထည့်လိုက်မယ်အဲ့ဒါဆိုရင် ich gehe heute zur Schule အဲ့တော့ location ကို time ရဲ့ tempora ရဲ့အနောက်မှာထည့်ပြရပါတယ်သူရဲ့အစဉ်လိုက်ရာ tempora ပြီးတော့မှ location လာပါမယ်အဲ့တော့စာကြောင်းအထားသူက ich subject gehe verb heute tempora ပြီးတော့မှ zur Schule ကျောင်းကိုဆိုတဲ့ location လေးလာမှာဖြစ်ပါတယ်နောက်ထပ်ပို့ပြီးတော့ပြည့်စုံသွားအောင်ဘလို့သွားလဲဆိုတဲ့ဟာကိုထည့်မယ်ဆိုရင် ich gehe heute mit dem Bus zur Schule ဖြစ်ပါမယ်ဘာလို့လဲဆိုတော့ moda ကသူက tempora ရဲ့အနောက် loca ရဲ့အရှိမထည့်ပေးရပါမယ် ich ဆိုတဲ့ subject verb ကဒုတိယနေရာမှာ heute tempora အချိန်ပြီးရင်ဘာနဲ့သွားတယ် mit dem Bus ပြီးတော့မှ location ကအနောက်ဆုံးမှာလာပြရပါမယ်အဲ့တော့ဘလို့ဆိုတဲ့ဟာတွေကိုထည့်မယ်ဆိုရင်သူက location ရဲ့အရှိမလာပြရပါမယ် location ကအနောက်ဆုံးမှာထားပါမယ်အဲ့ဒါအောင်မှအကြောင်းရင်းခောက်စားစလုံးလေးထည့်မယ်ဆိုရင် ich gehe heute wegen des Kurses mit dem Bus zur Schule ခောက်စားလေးကသူကမိုဒါရဲ့အရှိကိုရောက်လာပါမယ်ဒါပေမဲ့ tempora ရဲ့ရောအနောက်မှာထားပါမယ်အဲ့တော့ဒီနေ့ကျွန်တော်ကကျောင်းကိုbus ကားနဲ့သွားတယ်ဘာလို့သွားတာလဲအတန်းရှိလို့သွားတာအဲ့တော့ te ka molo ဖြစ်တဲ့အတွက် tempora ရင်လာမယ်ပြီးတော့မှ causa ပြီးတော့မှ moda ပြီးတော့မှနောက်ဆုံးမှ luca ပေါ့နော်တကယ်လို့တချို့ကအဲ့ဒီအကြောင်းရင်းကို vine ဆိုရဲ Nebensatzs နဲ့ပြမယ်ဆိုရင်เนาะအဲ့ဒီ vine စာကြောင်းကြီးကအနောက်မှာပဲရှိပါမယ် ich gehe heute mit dem Bus zur Schule ပြီးတော့မှအဲ့ဒီ vine စာကြောင်းတစ်ကြောင်းလုံးအနောက်မှာရောက်ပါမယ် weil ich einen Kurs habe အတန်းရှိတော့ကြောင့်ဒါကတော့ vine စာကြောင်းကခောက်စားစာဖြစ်ပေမဲ့သူဒီနေပန်းစာဖြစ်တဲ့အတွက်စာကြောင်းတစ်ကြောင်းလုံးပြီးမှနောက်ဆက်တွဲအမိစာကြောင်းနေနဲ့လာမယ်အမိဝါကြတွေမှာကျတော့ verb ကအနောက်ကိုပို့ရပါတယ်အဲ့တော့ habe လေးကအနောက်ကိုရောက်သွားပါမယ်အဲ့တော့စာကြောင်းတစ်ကြောင်းကို n carbon နေအဲ့လိုမျိုးလေးအချိန်လေးတွေနေရာလေးတွေအကြောင်းရင်းလေးတွေထည့်လိုက်ရင်စာကြောင်းတစ်ကြောင်းကပို့ပြီးတော့ပြည့်စုံသွားပါတယ်ပြည့်စုံသွားပေမဲ့အဲ့ဒီဟာကိုအစင်လိုက်ထည့်တတ်ဖို့လိုပါတယ် tempora လေးတွေကအရင်လာမယ် te whiter တို့ gas stand တို့အဲ့ဒီလိုစလုံးလေးတွေပါပြီးရင် causa ဆိုအကြောင်းရင်းကိုပြတဲ့စကားလုံးလေးတွေပြီးရင် moda ဘာနဲ့ဘလို့နီးလန်းနဲ့ဆိုတဲ့ဟာကိုပြတဲ့ဟာလေးတွေပြီးရင် luca နောက်ဆုံးမှလာပါမယ်ဒီနေရာကိုပြတဲ့ဟာလေးတွေပေါ့နော် verb ကတော့အမြဲတမ်းဒုတိယနေရာမှာထားပါမယ်ဒါပေမဲ့အဲ့ take မို့လို့ကို favor ပေးခြင်းတဲ့ဟာကိုအရှိဆုံးမှာထားရေးလို့ရပါတယ်ဒါကတော့ဂျာမန်မှာပဲစလုံးကိုပဲဖြစ်ဖြစ်position 1မှာထားရေးလို့ရတယ်ဒါပေမဲ့ verb ကတော့အမြဲဒုတိယနေရာမှာထားမယ် Nebensatzs တွေကတော့ conjunction နေနဲ့စမယ် weil တို့ das တို့ van တို့နဲ့စပြီးတော့ verb ကနောက်ဆုံးကိုပို့ပေးရပါမယ်အဲ့တော့နမူနာစာကြောင်းလေးပြပေးပါမယ်ဥပမာဒီစာကြောင်းဆိုရင် ich habe gestern wegen der Arbeit schnell im Büro gearbeitet မနေ့ကအချိန် wegen der Arbeit အလုပ်ကြောင့် schnell မြန် im Büro ရုံးမှာအလုပ်လုပ်ခဲ့တယ် habe gearbeitet နောက်တစ်ခု wir fahren am Wochenende aus Langeweile mit dem Auto in die Stadt အဲ့တော့ wir fahren သွားတယ် am Wochenende အချိန်ပါမယ်အဲ့ဒီအချိန်က weekend မှာ aus Langeweile ပြင်းတဲ့အတွက်ကြောင့်ပြင်းလို့ mit dem Auto ကားနဲ့ in die Stadt မြို့တွေကိုရှောက်သွားကြတယ်ဒါ take မို့လို့အစင်လိုက်ကိုစီထားတာပါတကယ်လို့အချိန်လေးတွေကိုရှေ့ပို့လိုက်မယ်ဆိုရင် am Wochenende
fahren wir verb ကရင်လာမယ်ပြီးတော့ subject ကရင်လာမယ်ပြီးတော့မှအဲ့ဒီမှာခောက်စားစာကြောင်းလေးလာမယ် vegan das schonen better ရာသီဥတုတာရတဲ့အတွက်ကြောင့်မလို့ mit dem Fahrrad စပိန်နဲ့ in den Park ပန်းချက်နယ်ကိုသွားတယ် am Abend ညနေခင်းမှာ gehe ich ငါကသွားတယ် vegan meine Gesundheit ကျန်းမာရေးကြောင့်မလို့ langsam zu Fuß ဖြည်းဖြည်းလေးခြေချင်း nach Hause အိမ်ကိုလမ်းလျှောက်ပြီးတော့ပြန်တယ်အဲ့လိုမျိုးလေးတွေစာကြောင်းလေးတွေကိုအစင်လိုက်လေးထေခါမိုလိုလေးကိုမှတ်ပြီးတော့အန်ဂါပန်းလေးတွေကိုစီလို့ရပါတယ် verb ကဒုတိယနေရာမှာထားမယ်ဆိုတဲ့ဟာလေးကိုအမြဲတမ်းမှတ်ရမှာဖြစ်ပါတယ်